ဘာလို့လူတိုင်းကလေရင်တစင်းလုံးကိုသမုတ်ခရရတဲ့နှစ်ချနေကြတာလဲပင်လယ်ရည်နဲ့ရေချိုးပေးဖို့စူးစမ်းနေတာလားဟုတ်ပါတယ်မဟုတ်ပါဘူးအမှန်တော့ဒါကပတ်စံရှာတဲ့နီလန်တစ်ခုပါအငိမ့်မယူထားတဲ့လေရင်အများစုဟာနေရာနှစ်ခုတည်းကတစ်ခုကိုရောက်သွားလိရှိပါတယ်သူတို့ကိုတတုပြန်လည်အသုံးပြုဖို့အတွက်အစိပ်ပိုင်းထိခွဲထုတ်လိုက်တာဒါမှမဟုတ်အပိုပစ္စည်းအတွက်လေရင်အဟန်းကိုတောင်တစ်ခုစီဆွဲယူသွားတာဖြစ်ပါတယ်ဒါပေမဲ့လေရင်ကစင်းကိုရေမြုပ်ချလိုက်တာကအလဟတဖြစ်တယ်လို့ထင်ရပေမယ့်ဒီနေ့ခေတ်မှာတော့အမျက်အစွမ်းရပြီးတဘာဝပတ်ဝန်းကျင်နဲ့လိုက်ဖက်တဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်။စကူဘာရေငုတ်တိုင်ရေပန်းစားလာတဲ့မြလူတွေဟာရေအောင်နှမြုပ်နေတဲ့လေရင်ကိုတစ်ချက်ကြည့်ဖို့အတွက်မိုင်မောင်းထောင်ကြီးခရီးသွားဖို့ဆန္ဒရှိနေကြပါတယ်။ပြီးတော့ဒါကရေငုတ်တဲ့နေရာတစ်ခုဖြစ်လာတာနဲ့အမျှဒေတာရင်းဟိုတယ်တွေရေငုတ်ဆိုင်တွေနဲ့စားတောက်ဆိုင်တွေဟာဖွံ့ဖြိုးတိုးတက်လာပါတယ်။ညဉ့်ညမ်းမိုးအထက်စိတ်မပူပါနဲ့လေရင်ကိုနှစ်ချခြင်းမပြုမီအပြည့်အဝတန်ရှင်းရလုပ်ပါတယ်။ဝါယာကြိုးတွေလျှက်ကားပစ္စည်းတွေထိုင်ကုန်တွေကောတွေနဲ့ဓာတုပေရအပေါ်ရောင်လွှာတွေအားလုံးကိုဖယ်ရှားပြီးရေကိုမထိခိုက်စေဖို့တေချာစေပါတယ်။အချို့နိုင်ငံတွေကရေလိပ်တွေမဲနားငါးတွေနဲ့ရေဘူးဝဲလွယ်လွယ်ကူကူဝင်ရောက်နိုင်စေဖို့အထူးဝင်ပေါက်အပေါက်တွေကိုတောင်ဖောက်ပေးပါတယ်။ဒါကြောင့်လေရင်တစ်စင်းလုံးဟာရေငုတ်သမားတွေအတွက်တဘာဝရေအောက်ဟိုတယ်တစ်ခုဖြစ်လာပါတယ်။ဒါဆိုသင်ဘလို့ထင်လေဒါကအလဟတထစ်တာလားဒါမှမဟုတ်တော်တော်လေးကိုကောင်းမွန်တဲ့အစီအစဉ်တစ်ခုလား